နှစ်တေကြာပြီးနောက်မှာလိုက်အောင်ဟာတယောက်ထဲပဲနှင်းစည်းပန်းတွေကိုဆက်ဆိုင်နေခဲ့တယ်။ဒါပေမဲ့တညောင်မှာလေထဲမှာထူးခြားတဲ့ရနန်းတစ်ခုကိုထပ်မံခန်းစားလာရတယ်။အဲ့ဒီရနန်းကအရင်ကသူရင်းနှီးခဲ့တဲ့နှင်းစည်းရဲ့ရနန်းလိုပဲဖြစ်နေခဲ့တယ်။သူလက်ခီးလိုက်တဲ့အခါမှာတော့မိန်းကလေးတစ်ယောက်နဲ့တိုက်ဆိုင်စွာမျက်လုံးချင်းစုံမိသွားခဲ့တယ်။သူညီရဲ့မျက်ဝန်းတွေနဲ့ကြည့်နေခဲ့ကြတယ်။အဲ့ဒီမိန်းကလေးရဲ့နာမည်ကတော့တီရီလို့ခေါ်တယ်။သူမဟာနှင်းစည်းနဲ့မတူဘူး။ဒါပေမဲ့မျက်လုံးထဲကအယောင်ကြည့်တဲ့ပုံစံတွေဟာတူညီခဲ့တယ်။လောက်ရောင်တယောက်စိတ်ရှုပ်ထွေးသွားခဲ့တယ်။တီရီကစကားဆော့ပြောလာခဲ့တယ်။ကျမကိုဘာလို့အဲ့ဒီလိုကြည့်နေရတာလဲ။လောက်ရောင်ကပြောတယ်။မင်းကငါအရန်ရင်းနှီးရဲ့မိန်းကလေးတယောက်နဲ့အရန်တူညီခဲ့တယ်။တီရီဟာတချို့အချိန်တွေမှာမထင်မှတ်ပဲနှင်းစည်းလိုအပြုအမူတွေပြုလုပ်နေတတ်ခဲ့တယ်။ပန်းကိုကြည့်ယုံမဲဆိုတဲ့စကားတွေမိုးရွာရင်မျက်ရည်ကျသလိုဖြစ်ရတယ်ဆိုတဲ့စကားလုံးတွေဟာလာရောင်ရဲ့နှလုံးသားကိုပြန်လှုပ်ရှားလာစေခဲ့တယ်။ဒါပေမဲ့လည်းသူ့ကိုယ်သူစိတ်ထဲမှာမင်းနေခဲ့တယ်။ဒါကတကယ်ပဲနှင်းစည်းပြန်လာတာလားဆိုတာကိုအကြိမ်ကြိမ်မင်းနေခဲ့တယ်။ဒီအခြေအနေတွေကိုတတိထားမိရဲ့အခါတီရီကလာရောင်ကိုပြောတယ်။တချို့လူတွေကပြန်မလာဘူး။ဒါပေမဲ့သူတို့ရဲ့အမှတ်တရတွေကသာကြံခဲ့ရတဲ့သူစီကိုပြန်လာလေးရှိလေ။တီရီဟာတကယ်တော့နှင်းစည်းနဲ့သက်ဆိုင်တဲ့လူတစ်ယောက်ဖြစ်နေခဲ့တယ်။သူမဟာနှင်းစည်းရဲ့ညီမတစ်ယောက်ဖြစ်နေခဲ့တယ်။ဒါပေမဲ့သူမကိုယ်တိုင်လည်းနှင်းစည်းရဲ့အမှတ်တရတချို့ကိုသိမသိပဲတချို့အချိန်တွေမှာနှင်းစည်းလိုမျိုးပြုမှုနေထိုင်နေတတ်တယ်။အချိန်တွေနှစ်ကာရီကြာလာတာနဲ့အမျှလာရောင်တယောက်တစ်ခုခုကိုရွေးချယ်ရမယ့်အချိန်တစ်ခုကိုရောက်ရှိလာဟေလေ။အဲ့ဒါကတော့အတိတ်ထဲမှာပဲပိတ်နေမလား။ဒါမှမဟုတ်အသစ်တစ်ခုကိုရွေးချယ်ပြီးလက်ခံလိုက်ရမလားဆိုတာကိုတစ်ခုခုရွေးချယ်ဖို့ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့လောက်ရောင်တယောက်တီရီစီမှာစကားတကွင်ကြားလိုက်ရတယ်။အဲ့ဒါကတော့တီရီကပြောတယ်။ကျမကိုနှင်းစည်းအဖြစ်မမြင်ပါနဲ့လို့လောက်ရောင်ကိုပြောလိုက်တယ်။အဲ့ဒီလိုကြားလိုက်တဲ့အချိန်မှာလောက်ရောင်တယောက်အလွန်ဝမ်းနည်းသွားပြီးမျက်ရည်တွေကျလာခဲ့တယ်။ဒီလိုနဲ့လောက်ရောင်နောက်ဆုံးဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်။သူဟာနှင်းစည်းကိုမြေ့သွားတာမဟုတ်ဘူးဆိုတာပါပဲ။ဒါပေမဲ့အချစ်တစ်ခုကိုဆက်သွားဖို့တစ်ခုကိုစွန့်လွတ်လိုက်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ခဲ့တယ်။နောက်ဆုံးမှာတော့လောက်ရောင်နဲ့တီရီဟာနှင်းစည်းပဲနေကြမှာလမ်းလျှောက်ပြီးပျော်နေခဲ့ကြတယ်။အဲ့ဒီအချိန်မှာရုတ်တရက်လေတိုက်လာပြီးနှင်းစည်းပန်းတီရက်လေထဲပြန်လွင့်သွားခဲ့တယ်။အဆုံးထိကြည့်ရှုပေးခဲ့လို့ကျေးဇူးတင်ပါတယ်။နောက်လာမယ့်အပိုင်းတွေကိုထည့်ကြည့်ဖို့အတွက် like and subscribe လေးလုပ်ပေးသွားကြပါအောင်။